ဟောင်ကောင်ရဲ့စိတ်ကမ်းတစ်ခုမှာဂျင်ထောင်ဦးဆောင်တဲ့ရာဇဝတ်ကိုင်းတစ်ခုဟာယဉ်ကျေးမှုအမှုပညာအမွေနှိပ်ပစ္စည်းတွေကိုမှောက်ခိုကူးဖို့လုပ်နေပါတယ်။အဲ့အချိန်မှာလီလို့ခေါ်တဲ့သနောထွက်လာပြီးဂိုင်းသားတွေကိုတယောက်ပြီးတယောက်ရှင်းပြနေတာနောက်ဆုံးမှာတော့ဂျင်ထောင်ရှိနေတဲ့နောက်ရောက်သွားပါတယ်။လီယာသူ့အထဲအောင်ရောက်ပြီးဆိုတာကိုအနောက်ကအဖွဲဝင်နေစီကိုလှမ်းပြီးအကြောင်းကြားလိုက်ကပြီးရနဲ့မင်းတို့တွေကဘယ်ကောင်ကဂျင်ထောင်လဲလို့မေးလိုက်ပါတယ်။ဂျင်ထောင်ကတော့သူဟာနေရာတိုင်းမှာရှိနိုင်ပါတယ်လို့ပြောလိုက်ပြီးလမ်းအောင်ငယ်သားတယောက်ကိုထိုးကြည့်လိုက်ကနေရာကနေထွက်ပြေးသွားပါတယ်။လီလည်းထွက်ပြေးသွားတဲ့ဂျင်ထောင်ရဲ့နောက်ကိုအသက်သက်လိုက်နေရပြီးဂျင်ထောင်ရဲ့လမ်းအောင်ငယ်သားတွေကိုလည်းလမ်းကြုံရှင်းပေးနေရပါတယ်။ကန်ဆိုးကျင်တော့ဂျင်ထောင်ဟာအစင်းရှိနေတဲ့မော်တော်ဘုတ်နဲ့ထွက်ပြေးလွတ်မြောက်သွားကအဲ့ချိန်ကြတော့ပါပဲလီရဲ့အဖွဲ့သားတွေရောက်လာပြီးဂျင်ထောင်ကိုလွတ်သွားပြင်မဲ့ပစ္စည်းတွေကိုတော့ပြန်လည်ရယူနိုင်ပါတယ်။တနေ့မှာတော့ကောင်းစစ်ဝင်ဟန်ဟာအမေရိကကိုပြောင်းရှိရတော့မှကြောင့်နှုတ်ဆက်ညတာစားပွဲလုပ်နေပြီးအမေရိကန်ရဲ့ရေမင်းသောမတ်ကချီကျူးစကားပြောပြနေပါတယ်။အဲ့အချိန်ပဲနေရာကိုလီရောက်လာပြီးကောင်းစစ်ဝင်ဟန်ကိုပြစ်ခတ်သမျှတွေကိုပြန်ပြီးပြောပြနေပါတယ်။ဟန်ကလည်းလီနဲ့သူ့ရဲ့အဖွဲ့ဟာဂျေထောက်ရဲ့ဂိုင်ကိုဖြိုခွဲတဲ့နိုင်ပြီးအမှုပညာပစ္စည်းတွေကိုလည်းပြန်လည်ရယူနိုင်ခဲ့ကြောင်းကိုအမွှန်းတင်ပြီးပြောဆိုပေးနေကညစာစားပွဲမှာရှိနေတဲ့သူတွေအကုန်လုံးကလည်းလီအတွက်လက်ခုပ်အော်ပါပြီးကြပါတယ်။ပြီးရနဲ့လီဟာအပြော်ပဲထွက်လာလိုက်ပြီးကောင်းစစ်ဝင်ရဲ့တမီဆူရောင်ကလီကိုတစ်ချက်လောက်ထိုးလိုက်ကသူတို့နဲ့အတူတူအမေရိကကိုမလိုက်ခဲ့တဲ့အတွက်အပြစ်တင်နေပါတယ်။လီကလည်းဆူရောင်လေးကိုတန်ရုံးစင်တင်နေပေမဲ့အခုချိန်ဟာအတူလိုက်လို့မရသေးတာကြောင့်မကြခင်မှာပဲအကုန်လုံးဟာအစီအမေသွားမှာပါလို့နှိမ့်သိမ့်ပေးလိုက်ပြီးဆူရောင်အတွက်ဆွဲကြိုးတစ်ခုကိုလက်ဆောင်အနေနဲ့ပေးလိုက်ကဆူရောင်လေးကလည်းလီပေးတဲ့ဆွဲကြိုးကိုသဘောကျနေပါတယ်။ဒီချိန်နိုင်ငံရဲ့အခြားတစ်ဖက်မှာရှိတဲ့အန်ရီရဲ့တပ်ဖွဲ့မှာအမှုထမ်းနေတဲ့ကာတာဆိုတဲ့သူဟာကားကိုမောင်းချင်တယ်လို့မောင်းနေပြီးကလုတ်လုတ်ခေါ်တဲ့သူနဲ့တော့တွေ့နေပါတယ်။ကလုတ်လုတ်ခေါ်တဲ့သူကလည်းကားနောက်ခန်းထဲမှာပါလာတဲ့ C4 တွေကိုထုတ်ပြလိုက်ပြီးကာတာသူ C4 တွေကိုနေရာနဲ့မှလိုက်ရှာခဲ့ရကြောင်းနဲ့အခုမှပဲတွေ့တော့ရလို့ပြောလိုက်ကပြောင်းဆက်လုပ်နေပါတယ်။ပြီးရနဲ့ကာတာကားထဲမှာပတ်စံနဲ့တော့ယူလိုက်ဦးမယ်လို့ပြောလိုက်ကအဲ့အချိန်မှာအနားမှာအစင်းသိရှိနေတဲ့ရဲနဲ့ပွေကကာတာရဲ့အားကျပြောနေတဲ့စကားတွေကြောင့်အခြေအနေတွေကိုရိတ်စားမိသွားကကားနဲ့ဝင်းဝင်းမှနေဖို့အတွက်လမ်းပြောပါတယ်။ကာတာကတော့သူ့ရဲ့အကျင့်တိုင်းကဖျက်ကချော်ရီလုပ်နေတာကြောင့်ရဲကြီးလည်းတနက်နဲ့လက်ချိန်လိုက်ရပြီးတစ်ချိန်တည်းမှာပဲကလစ်ကတော့သူ့ရှိမှရှိနေတဲ့တနက်ကိုထုတ်လိုက်ကကာတာကိုတစားခံဖြစ်လုပ်လိုက်ပြီးရဲတွေကိုနေရာနဲ့ထွက်သွားခိုင်းနေပါတယ်။ကာတာကလည်းရဲတွေကိုမစိုးရိမ်ဖို့နဲ့နေရာနဲ့ထွက်သွားဖို့တိုက်ပြောနေကသူ့အဆင်ပြေပါလို့လမ်းပြောနေပြီးကလစ်အိုင်ယုံလဲသွားတဲ့အချိန်မှာပဲကာတာကလစ်ကိုတစ်ချက်တည်းနဲ့အမောက်သိပ်ပေးလိုက်ပါတယ်။ပြီးရနဲ့ကာတာရဲတွေကိုနေရာနဲ့ထွက်သွားဖို့အတွက်ပစရောလက်ရောသုံးပြီးတော့အသက်သက်ပြောနေခဲ့ပေမဲ့ရဲတွေကတော့အရန်အကင်းပါလို့လာကြောင်းနေရာမှာနေမဲ့ပေကက်ကက်လုပ်နေကြပါတယ်။အဲ့ဒီအချိန်မှာအခွင့်အရေးရသွားတဲ့ကလစ်ကရဲနဲ့ပွေကိုတနက်နဲ့လှမ်းပစ်လိုက်ပြီးကားနဲ့နေရာနဲ့ထွက်ပြေးသွားတာကြောင့်ကာတာလည်းအမြန်ရှောင်လိုက်ရပါတယ်။ပြီးရနဲ့အခွင့်အရေးရလို့ရကြဆိုပြီးတနက်ကိုထုတ်လိုက်ပြီးကလစ်ရဲ့ကားဖေးကိုလှမ်းပြီးပစ်ကြည့်ပါတယ်။ကံကောင်းကျင်တော့ကားကလည်းဖိတ်ပေါက်သွားပြီးလမ်းပေါ်မှာဗယံမတာတွေဖြစ်ကုန်ကကာတာဒီတစ်ခေါက်မှာတော့ C4 တွေပါတယ်ကားနောက်ခံကိုချိန်ပစ်နေပြီးကလစ်ကလည်း C4 တာပေါက်ခွဲသွားလို့ရှိရင်သူဟာတရားမယ်ဆိုတော့တည်သွားတာကြောင့်ကားပေါ်ကနေအချိန်မီပဲလိမ့်ဆင်းလိုက်ရပါတယ်။ကာတာကတော့အရှော့မပေးပဲကားနောက်ခံကိုစတိုက်ပစ်နေပြီးမကြခင်မှာပဲ C4 တွေလည်းပေါက်ခွဲသွားတာကြောင့်တက်တဲ့ကံပစ္စည်းတွေနဲ့ကားကလည်းနေရာမှာနေပျက်စီးသွားပါတယ်။တကယ်တမ်းမှာတော့ကာတာကလည်းအရာရှိတယောက်ပဲဖြစ်ပြီးအမှုတွေလိုအပ်တာကြောင့်တရက်ခန့်နဲ့တရေတနည်းနေအောင်လို့လှုပ်ဝက်ဆုံးတိုင်းဆင်းနေရပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲကာတာတယောက်ကမစ်ရှင်ကိုအောင်မြင်လုပ်လိုက်နေတာကြောင့်လမ်းပေါ်မှာကာရင်အောင်ပွဲခံနေက Gloves ကိုသွားလိုက်ပြီး LAPD ရဲ့အရာရှိဟာမင်းတို့အခုချက်ချင်းဖမ်းလိုက်ပြီလို့ပြောလိုက်ပါတယ်။ဒီအချိန်မှာကောင်းစစ်ဝင်ဟန်ကလည်းအမေရိကကိုရောက်နေပြီဖြစ်ပြီးစူယောင်လေးကိုကြောင်းလိုက်ပို့ပြီးတော့မဲ့အချိန်မှာတရုတ်ပြည်ကနေအရေးကြီးဖုန်းလာတယ်ဆိုတာကြောင့်တမီးဖြစ်သူကိုကိုယ်တိုင်ကြောင်းလိုက်မပို့နိုင်တော့ကြောင်းနဲ့အဆောက်နေနေပဲသွားဖို့အတွက်ပြောလိုက်ရပါတယ်။ဒါပေမဲ့ကျောင်းစိန်တော့အဖေကိုယ်လာကြိုပါမယ်လို့ကတိပေးလိုက်ပြီးစူယောင်လေးလည်းဝမ်းသာသွားကအဆောက်နေနေအတူကျောင်းကိုထွက်သွားလိုက်ပါတယ်။တမီးလေးထွက်သွားတဲ့ဟန်ကလည်းဖုန်းကိုသွားခိုင်းလိုက်ပြီးတစ်ဖက်ကနေတော့ဘာတောင်မှမကြားရအောင်စိတ်ထဲတော့ထားမနေတော့ပဲဖုန်းကိုချပြလိုက်ပါတယ်။စူယောင်လေးကတော့တစ်ချင်းချင်းချင်းနဲ့ကျောင်းကိုသွားနေပြီးတနေရာမှာတော့ရဲကားတစ်စီးဟာစူယောင်တို့ကားကိုပိတ်ရလိုက်ကားပေါ်ကရဲတွေကစူယောင်တို့ရှိအောင်ထွက်လာပါတယ်။ကားပေါ်ကဆင်းလာတဲ့ရဲကတော့အခြားသူဟုတ်မနေပဲမိတ်ဆွေဟောင်းကြီးချင်းထောင်ပဲဖြစ်နေကအဆောက်မျိုးချက်ချင်းပဲတက်ပြလိုက်ပြီးစူယောင်လေးကိုဖမ်းခေါ်သွားလိုက်ပါတယ်။စူယောင်ကလည်းအသက်သက်ခုခံနေပြီးလီပေးရတဲ့ဖက်ဂျိုလေးနဲ့ပြစ်ပေါက်လိုက်ကကားပေါ်ကနေဆင်းပြေးပါတယ်။ဒါမဲ့လည်းအစင်းသေးဆောက်နေတဲ့ဆိုင်ကသမားတယောက်ကချက်ချင်းမရောက်လာပြီးစူယောင်လေးကိုဖမ်းခေါ်သွားကနောက်ထပ်တနေရာမှာအစင်းသေးဆောက်နေတဲ့သူတယောက်စီကိုသွားပြီးလက်လွှဲပေးလိုက်ပြန်ပါတယ်။ဒီသတင်းဟာချက်ချင်းဆိုသလိုပဲတရုတ်အမှုပညာနဲ့ကုန်စည်ပြပွဲပြစီစဉ်နေတဲ့ကောင်းစစ်ဝယ်ဟန်စီကိုရောက်သွားခဲ့ပြီး FBI agent ဝါရန်နဲ့ဝစ်တနီတို့ကစူယောင်ပြပြီးသွက်ခံရတဲ့အကြောင်းလာပြီးပြောပြကြပါတယ်။ဒါကြောင့်ဟန်ကလည်းသူ့ရဲ့အိမ်ကိုချက်ချင်းပဲပြန်ရောက်လာပြီးဝါရန်ကတော့စိတ်မူဖို့နဲ့ FBI နေရာဒီမှုကိုထိတ်တန့်ဦးစားပေးအနေနဲ့ကိုင်တွင်နေကြောင်းပြောပြနေကအခုလက်ရှိအိမ်မှာရှိနေတဲ့ agent တွေကလည်းအတော်ဆုံးနေပါပဲလို့ပြောပြနေပါတယ်။ကောင်းစစ်ဝယ်ဟန်ကတော့သူဟာ American မဟုတ်တာကြောင့်သူယုံကြည်ရမယ့်သူတယောက်ကိုသူ့ရဲ့အနားမှာခေါ်ထားခြင်းကြောင့်ပြောနေပြီးဝါရန်ကတော့သူတို့ကိုအေးအေးဆေးရုံထားလို့ရကြောင်းပြန်ပြီးပြောပြနေကကောင်းစစ်ဝယ်ဟန်ကတော့မဟုတ်ဘူးသူ့ရဲ့သူဟာအခုဆိုရင်လေးပေါ်တော်ရောက်နေပြီဖြစ်ကြောင်းပြောလိုက်ကသူ့ကိုလေးစားတဲ့ဆိုရင်သူခေါ်တဲ့သူကိုပါလေးစားဖို့တခါတည်းမှာလိုက်ပါတယ်။တစ်ဖက်ကရဲစခန်းမှာလည်းကာတာသူကလစ်ကိုဖမ်းခဲ့တဲ့ပုံတွေကိုတစ်စိတ်ကိုတအိတ်လို့ပြီးတော့ပြန်ပြီးကြွားလုံးထုံနေပါတယ်။အဲ့ဒီအချိန်မှာပဲကာတာတစ်ဖက်သက်ကြိုက်နေတဲ့ဂျိုဆန်ရောက်လာကြောင်းစကားဝဲထားလိုက်ပြီးကာတာဂျိုဆန်တော့ကိုကောက်ကောက်ပေါင်လိုက်သွားလိုက်ပါတယ်။ဂျိုဆန်ကတော့သူနဲ့တူတူလုပ်ရမယ့်အလုပ်ကိုကာတာတယောက်တည်းလုပ်သွားအောင်အပြစ်တင်နေပြီးကာတာကတော့သူဟာတကူအောင်လုံးဆောင်ချက်တွေနဲ့ကာတာသူဟာတကူအောင်လုံးဆောင်တဲ့နေရာမှာအရန်တော်ကြောင်းနဲ့သူ့အတွက်တွဲဖက်မလို့လို့ပြောနေကနေလုံးထွားနေပါတယ်။ဒါပေမဲ့ဂျိုဆန်ကတော့ရှင်းရှင်းဝေးပြောမနေတော့ပဲနေရအရန်တော်လုံးတာကြောင့်မကြခင်မှာပဲယာတူးချခဲ့ရတော့မယ်လို့ပြောလိုက်ပါတယ်။ကာတာကတော့ဂျိုဆန်ပြောတာကိုမယုံပဲငါ့ကိုလာတော့မနေနဲ့လို့ပြောလိုက်ကဂျိုဆန်စီကနေတော့ဘာသာမှပြန်မလာတော့အကြောင်းစိတ်ပူသွားကသူတကယ်ပဲယာတူးချခဲ့ရတော့မှလားဆိုတော့ထက်ကမေးနေပါတယ်။တစ်ဖက်မှာလည်းအေးစစ်ဝါရနဲ့ဝစ်တနီတို့ဟာဒီကိစ္စမှာသူတို့ရဲ့သူတို့ပဲတုံးချင်ကြောင်းနဲ့ကောင်းစစ်ဝဲဟဲသူတို့တော့မတုံးချင်ဘူးလို့ပြောနေကဝစ်တနီကိုမင်းစီမှာဘာကြက်ရှိတယ်လို့မေးလိုက်ပါတယ်။ဝါရန်ကတော့သူ့စီမှာအကြံတစ်ခုရှိကြောင်းနဲ့အဲ့ဒါအခြားဌာနကတကောင်ကောင်ကိုကောင်းစစ်ဝဲဟဲသူနဲ့တွဲပေးလိုက်ပြီးတဲလုံသားချတာလို့ဘာလို့နဲ့အမှုရဲ့ဝေးအောင်တိုးထုတ်ဖို့အတွက်ကြံစီထားကြောင်းပြောပြလိုက်ပါတယ်။ဝစ်တနီကလည်းကောင်းတယ်အဲ့လိုမျိုးအချက်ရစရာကိစ္စတွေအတွက်ဆိုရင် LAPD ကကောင်တွေကသုံးလို့အရန်ကောင်းတယ်ဆိုပြီးအကြံထပ်ပေးလိုက်ပါတယ်။
ဒီလိုနဲ့ပဲကာတာတို့စခန်းစခန်းမှုကိုဝါဒန်အားသူတို့ရဲ့အစီအစဉ်တွေလူတယောက်ရှာခိုင်းနေပြီးစခန်းမှုကတော့သူတို့ကအရှက်ရစေမယ့်ကိစ္စအတွက်လူပေးခြင်းဖြစ်နေပါတယ်အချိန်ကိုင်းဆိုသူတို့ပဲကာတာအခန်းထဲအဝင်လာအောင်စခန်းမှုလည်းအကြံတစ်ခုရသွားလိုက်ပြီးသူတို့တယောက်ကိုထုတ်ပေးမယ်လို့ချက်ချင်းပဲသဘောတူလိုက်ပါတယ်ရောက်ချင်းပါနေမယ်စခန်းမှုကမင်းကြောင့်နဲ့ရဲမြောက်ကတန်ရသွားပြီးတတိလည်းအကုန်ပြောက်သွားရင်တော့လို့အပြစ်တင်တွေကကာတာလည်းပြောသမျှကိုကောက်ကုတ်ခံနေရပါတယ်ဒါမဲ့လည်းတရားခံတော့မင်းကရောက်အောင်ဖမ်းခဲ့သေးတာပဲတော်ပါတယ်ကွာလို့ချီကျူးလိုက်ပြီးတင်းစားကြတဲ့လူစိတ်ဝင်စားအောင်လို့ဒီမှုကိုရေးချပါလို့ပြောပြလိုက်ပါတယ်စခန်းမှုကမင်းလိုမျိုးရဲစွမ်းတက်တိနဲ့ပြည်သူနဲ့တူရထားတာငါဂုံယူတယ်ကွာလို့ပြောလိုက်ပြီးဖျောက်ပြီးရင်ခွေတက်အောင်ကားတဲ့ကာတာကလည်းစခန်းမှုပြောတာတွေကိုအဟုတ်ကြီးထင်သွားကဖီးရတက်ကုန်ပါတယ်တလက်စားတဲ့စခန်းမှုကပဲ FBI နေမှာတရုတ်ကောင်စစ်ဝင်တဲ့တမီပြန်ပြီးဆွဲခံရတဲ့အမှုရှိနေကြောင်းနဲ့အဲ့အမှုအတွက်မင်းကိုသူတို့နဲ့အတူတူအလုပ်လုပ်စေချင်တယ်လို့ပြောလိုက်ပါတယ်တိုးကျွေးခံရတာကိုမသိတဲ့ကာတာကတော့အရန်နေဝမ်းသာနေပြီး FBI ကတော့မှသူ့ကိုတကူတကကြီးလာခေါ်ရဲဆိုတော့ကြောင့်ယုံကြည်မှုတွေမိုးထုတ်ကုန်ကဒီအမှုအတွက်အကောင်းဆုံးကြိုးစားပါမယ်ဆိုပြီးအပြေပြတ်ထွက်သွားပါတယ်အပြေရောက်တာနဲ့ကာတာရေကော့ကောင်းမပြီးနောက်ထပ်ရက်ဒီမှာသူ့ကိုတွေ့ရတော့မှမဟုတ်ကြောင်းနဲ့သူကမကြခင်မှာ FBI အတွက်အမှုအကြီးကြီးတစ်ခုကိုလိုက်ရတော့မယ့်အကြောင်းကြွားတော့ထုတ်လိုက်ပြီးစခန်းထဲမှာနေကခုန်နေပါတယ်ဒီလိုနဲ့ပဲကာတာတယောက်ကောက်စစ်ဝေဟဲရောက်လာခဲ့ပြီးအထက်မှာရှိနေတဲ့ agent တွေကိုဆရာကြီးပတ်လုပ်နေပါတယ်အကြောင်းဝါဒန်ကပဲခေါ်ထုတ်သွားလိုက်ရပြီးမင်းတို့ပေးမဲ့တာဝန်ဟာအရင်အရေးကြီးရဲ့ထိပ်သီးတာဝန်တစ်ခုဖြစ်ကြောင်းနဲ့တီးတက်လောက်ရလိမ့်မယ်အကြောင်းပြောလိုက်ကအပြေကိုခေါ်ထုတ်သွားလိုက်ပြီးအဲ့ဒါကတော့လီလို့ခေါ်တဲ့ကောက်စစ်ဝေဟဲရဲ့မိတ်ဆွေကိုမင်းဟာလူမမြင်အောင်လို့ဝတ်ထားပေးဖို့အတွက်ပဲလို့ပြပြလိုက်ပါတယ်ကာတာကလည်းအစတော့ကအမှုကြီးကိုကမ်းရမယ်ထင်နေရနေအခုတော့ကလေးတရမယ်ဆိုတာကြောင့်စိတ်ပြတ်သွားရပြီးအောက်တက်နဲ့ပဲလီယိုကြိုဖို့အတွက်လေးစိတ်ကိုထွက်လာခဲ့လိုက်ရပါတယ်ကာတာလည်းလေးစိတ်မှာအစင်းစောင်းနေလိုက်ပြီးလင်းဆိုင်လာတာနဲ့လီယိုသွားကြိုလိုက်ကသူ့ကိုသူစပြီးမိတ်ဆက်ပေးနေပါတယ်ကာတာကတော့တစ်ခုပြီးတစ်ခုတော့ရှော့မိတ်ဆက်နေပေမဲ့လီကတော့ဘာမှပြန်မပြောတာကြောင့်အင်္ဂလိပ်လိုတော့နားမလည်ဘူးထင်သွားကပို့ပြီးတော့စိတ်ပြတ်သွားရပါတယ်စိတ်ပြက်လက်ပြက်နဲ့သူဘလို့ပြောဘာစကားမှပြန်ပြောမနေရကြောင်းကာတာလည်းစိတ်မရှိတော့ပဲငါနာမည်ကကာတာမင်းငါပြောတော့နားလေလားလို့ပြောနေပြီးလီကတော့ဘာမှပြန်မပြောပဲကာတာကိုကြည့်ပြီးရှိနေပါတယ်စိတ်အလေးလေးသွားတဲ့ကာတာလည်းစခန်းမှုကိုဖုန်းဆက်လိုက်ပြီးသူမလို့ချင်တော့ကြောင့်လှမ်းပြီးပြောနေကစခန်းမှုနဲ့စခန်းကသူတွေအကုန်လုံးကတော့ကာတာကိုဝိုင်းဟာနေကြပြီးပစင်ကပါကာတာကြီးအခုဆိုရင်အရန်တော်လို့တွဲပပါကြတော့ပြီးမလားဆိုပြီးဝင်ဖောက်လိုက်ကဖုန်းချလိုက်ပါတယ်ဒီအချိန်မှာပဲလီယာတရုတ်ကောင်စစ်ဝင်ရဲ့လိပ်စာကိုထုတ်ပြလိုက်ပြီးကာတာကတော့မင်းအဲ့ဒီကိုတောက်လို့မရဘူးမင်းအဲ့ရောက်သွားလို့ရှိရင်ငါအလုပ်လုပ်သွားလိမ့်မယ်ဆိုပြီးပြောပြလိုက်ပါတယ်ဒါမဲ့လီကတော့စုံလေးရဲ့ပုံမှာထုတ်ပြလိုက်ပြီးကာတာကတော့ဒီမှာငါကောင်ကြီးတို့တွေဟာဒီမှုမှာမင်းနဲ့ငါနဲ့ဝင်မြို့ပါသေးခြင်းကွာအဲ့တော့မင်းမငါ့ကိုဆက်မပြောနဲ့တော့ငါနင်းငါဟန်နဲ့ပဲမင်းတို့ငါအစီအမြော်လုပ်ပေးမယ်ဆိုပြီးတရုတ်တန်းကိုခေါ်သွားလိုက်ကဒီကိုတနေရာမှာခဏနေခဲ့ပွဲလိုက်ပြီးအတိတယောက်စီကိုထွက်သွားလိုက်ပါတယ်ကာတာကလည်းရောက်စားပဲရောင်းနေတယ်သူ့ရဲ့အတိစီကိုသွားလိုက်ပြီးတထင်းနိုင်နေကကြားလာတဲ့တထင်းတွေအရာတနက်တင်နဲ့လူတွေကိုပေါ်တာဆွဲသလိုမျိုးလိုက်ပြီးစုနေရဆိုတော့သိလိုက်ရပါတယ်တိကျင်တာသိလိုက်ရပြီးနောက်မှာတော့လီယိုမတွေ့ရတော့အကြောင်းကာတာလည်းခေါင်းတစ်ပတ်ကြီးတော့ရပြီးလီကတော့ဘတ်စကားပေါ်မှာရောက်နေပြီဖြစ်ကကာတာကိုလက်ပြနှုတ်ဆက်သွားပါတယ်ဒါကြောင့်ကာတာလည်းလီပါသွားတဲ့ဘတ်စကားနောက်ကိုအသက်တက်လိုက်သွားရပြီးနောက်ဆုံးမှာတော့ကားပေါ်ကိုတို့တက်လိုက်ကလီယိုတနက်ပြန်ပြီးတင်ထားလိုက်ပါတယ်ဒီကနေ့ကာတာဟိတ်ကောင်မင်းတို့ကဘယ်မှမသွားနဲ့လို့ပြောထားရတယ်လို့ပြောလိုက်ပြီးကားပေါ်သူတွေကတော့ကာတာကိုလက်ကုန်လာကြောင်းမကြောက်ပါနဲ့ကျွန်တော် FVR ပါဆိုပြီးကာတာကပြန်ပြီးရှင်းပြနေရပါတယ်ကာတာသတိချက်လွတ်သွားတဲ့အချိန်မှာပဲလီယာလမ်းညွှန်ဆိုင်ဖို့ကိုခိုးဆွေးလိုက်ပြီးကားရဲ့ဒီစီဘီဒီစီပေါ်ကနေကိုဆင်းသွားကနောက်ဆုံးမှာတော့တက္ကစီငားလိုက်ပြီးနေရာနေရအောင်လို့ထွက်ပြေးသွားပါတယ်ကာတာကလည်းလီရဲ့နောက်ကိုအသက်တက်လိုက်ပြီးဖမ်းနေရက FBI ရဲ့အာဏာကိုဘာလို့လဲတုံးလိုက်ပြီးလမ်းမှာလာနေတဲ့ဆိုင်တွေကိုဖျက်ယူသွားလိုက်ပါတယ်သူထဲမှာအသက်အသက်လီဗာကိုမောင်းပြီးနောက်မှာတော့လီယိုလိုက်လို့မိသွားပြီးတက္ကစီပေါ်ကနေဆင်းခိုင်းလိုက်ကအခုချိန်နေစပြီးဘယ်မှထွက်မသွားတော့ဘူးအတွက်ထပ်มาလိုက်ရပါတယ်ဒါမဲ့ပေါ်တေးသေးမဟုတ်တဲ့လီကတော့ကာတာအလေးမာတွေမဲ့တနက်ကိုယူလိုက်ကပြန်ချိန်လိုက်ပြီးကာတာကလည်းပေါ်တေးသေးမဟုတ်တာကြောင့်သူ့ရှိမှဖွထားတဲ့တနက်တစ်လက်ကိုထုတ်ပြီးပြန်ချိန်လိုက်ပါတယ်ဒီချိန်မှာနှစ်ကောင်စလုံးအစိမ်းမရှိတဲ့တက္ကစီသမားကလည်းတနက်နဲ့ဝင်ချိန်လိုက်တာကြောင့်လီယောကတာပါဘူးမသိနဲ့လက်မြောက်လိုက်ရပြီးလီရပဲကျွန်တော်တို့ဟာရဲတွေပါလို့အင်္ဂလိပ်လိုပြောလိုက်ရပါတယ်ဒီတော့မှပဲကာတာဟိတ်ကောင်မင်းကအင်္ဂလိပ်လိုပြောတတ်လားအဲ့ဒါလည်းပဲတလန်လုံးမှာငါ့ကိုဘာစကားမှမပြောဘူးကွာမင်းကဘာလဲငါ့ကိုလိန်နေရလားဆိုပြီးဒေါသကြီးထွက်နေပေမဲ့လီကတော့သူမလိန်ကြောင်းနဲ့မင်းမသာမင်းငါ့ကိုအင်္ဂလိပ်စကားပြောတတ်ဘူးလို့ထင်နေရတယ်လို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့လီနဲ့ကာတာတို့လည်းကားနဲ့ထွက်လာလိုက်ကြပြီးလီယာသူ့ကိုဘာဖြစ်လို့ဒီအမှုထဲမှာဝင်ပါခိုင်းတာလဲလို့မင်းနေပြီးကာတာကတော့အရှင်းကြီးနေကွာမင်းတို့ကမလို့လို့ဘောကလို့ပြောလိုက်ကပေါက်စာဖောက်ပါတယ်ကာတာရဲ့စကားရိုင်းလုံးတဲ့ထံကိုတီးမခတ်နိုင်တော့တဲ့လီကလည်းရေဒီယိုကောက်ဖွင့်လိုက်ပြီးကာတာကတော့စိတ်ဆိုးဆိုးနဲ့ဟဲ့အောင်လူမဲတောက်ရဲ့ရေဒီယိုဘယ်တော့မှကြိုက်လို့မရဘူးကွာလို့ဝင်ဟောက်လိုက်ပါတယ်ပြီးရနဲ့ကာတာကပဲတချင်းလေးပြောလိုက်ပြီးတန်စနေတိုင်းမဲ့လိုက်ကနေကလီကတော့ကာတာကိုစိတ်ချုပ်စရာကောင်းလို့ရှိရုံနေပါတယ်ဒီလိုနဲ့ကာတာနဲ့ဒီယိုလည်းနေရာတစ်ခုကျော်လာကြပြီးကာတာဆောက်ရမ်းစရာတစ်ခုရှိရကြောင်းလီယိုအပြင်မှာခဏဆောက်နေဖို့အတွက်ပြောလိုက်ပါတယ်လီကတော့ဒီအမှုကသူနဲ့တက်ဆိုင်နေရကြောင်းသူလည်းလိုက်ခဲ့မယ်လို့ပြောလိုက်ပြီးကာတာကတော့ကောင်းပြီမင်းလိုက်ချင်လို့ရှိရင်တော့ကောင်းကောင်းလိုက်လို့မရဘူးငါ့ရဲ့တစ်ထောက်နေတော့လိုက်ရမယ်ပြီးရင်ငါတို့တို့လုပ်ရမယ်လို့ပြောလိုက်ကလီကလည်းသဘောတူလိုက်ပါတယ်ဒီလိုနဲ့ပဲနှစ်ယောက်သားဘားတဲ့ဝင်လာလိုက်ကြပြီးအထက်မှာရှိနေတဲ့လူ့ဝက်အခန်းစီရောလာကြကကာတာနဲ့ဒီတို့ကတနက်တခါကားနဲ့ဝင်လာအကြောင်းအကုန်လုံးကဝေုံသုံးကားတွေဖြစ်နေကြပါတယ်ဒါမဲ့ဆရာကြီးအထာနဲ့လူဆိုတဲ့ဘဲဟာဒီလူတွေကိုငါသိကြောင်းနဲ့တိုးတဲ့လက်နဲ့ဒီကိုချလိုက်ပါဆိုပြီးသူ့လူတွေကိုအမိန့်ဝင်ပေးလိုက်ပါတယ်ဒီချိန်မှာပဲကာတာဟိတ်ကောင်ကြီးဒီမှာအချင်းနေတွေကကျန်တော့မှာအဲ့တော့မင်းအပြင်မှာထွက်ပြီးစောင့်နေပါဆိုပြီးလီကလည်းအချင်းနေတို့ချင်းမိရကြောင်းအပြင်ကိုထွက်ပြီးတော့ပဲအောက်တက်နဲ့နေလဲရပါတယ်လီထွက်သွားတော့မှပဲအရာအလုံးကပုံမှန်တိုင်းပြန်ပြီးဖြစ်သွားပြီးလူဆိုတဲ့သူကကာတာရဲ့ဝမ်းခွဲဖြစ်နေကနှစ်ယောက်သားအချင်းနှုတ်ဆက်နေကြပြီးကာတာအဖက်ခဏရတဲ့စူယောင်လေးရဲ့အကြောင်းကိုမင်းနေပါတယ်လူကလည်းသူတီထားကြတဲ့တင်းတွေကိုပြပြနေပြီးတယောက်ကလာတဲ့ဘဲတွေဟာတယောက်တန်းမှနေပြီးအလက်တွေနဲ့သူတွေကိုရသလောက်စုနေတဲ့အကြောင်းပြပြလိုက်ပါတယ်ကာတာကလည်းကောင်းပြီအဲ့ဒါတော့ငါတီးပြီးသွားပြီအဲ့ဘဲရဲ့နာမည်ကိုမင်းသိလားလို့မေးလိုက်ပြီးလူကလည်းနာမည်တော့သူတို့မသိဘူးဆိုတာကြောင့်စိတ်ပြတ်သွားရပါတယ်ဒီချိန်အပြင်ကဘာမှထိုင်နေတဲ့ကာတာကတော့တယောက်တည်းပြင်းနေရကြောင်းကောင်းတာဘဲနဲ့စကားစနီပြောဖို့တက်လုပ်နေပြီးအထက်အမွေကင်းတော့ကာတာသူပြောသလိုမျိုးပြောသူတို့လိုမျိုးလုပ်လို့မှားထားတာကြောင့်
လီကလည်းကောင်တာဘေးကိုဝက်ဆက်နီကလို့တော့ပြောလိုက်မိပြီးလူမျိုးရေးခွဲခြားမိသွားကြောင်းတစ်ဆိုင်လုံးဝိုင်းသမားတော်ခံနေရပါတယ်။ဒါမဲ့လီကလည်းကေသူမဟုတ်တာကြောင့်အကုန်လုံးကိုပြန်ပြီးခုခံနေပြီးအားလုံးပေါက်သွားကတော့မှငါဘာပဲတက်မှမတက်ချင်ဘူးလို့ပြောလိုက်ကကာတာရှိနေတဲ့အခန်းထဲကိုပြေးဝင်သွားရပါတယ်။ဒီရောက်လာကြောင်းကာတာကလည်းဟန်ပြန်ကိုလိုက်ရပြီးနောက်တစ်ခါငါဒီလိုလာလို့ရှိရင်မင်းတို့ကောင်တွေအခုလိုမျိုးလုပ်နေတာကိုမမြင်ချင်ဘူးလို့ပြောလိုက်ပြီးပြန်ထွက်လာခဲ့ကြပါတယ်။ပြီးရတဲ့ကာတာနှိမ့်လက်သာဝယ်စားဖို့လည်းလုပ်နေပြီးလီကတော့သူ့ရဲ့အချိန်ကိုဖြုံးမပြစ်ပင်နဲ့ကောက်စစ်ဝင်ဟန်စီကိုအများဆုံးပို့ပေးဖို့သာပြောနေပါတယ်။ကာတာကလည်းခဏလေးနေပါအောင်ကွာဒါတွေပြီးသွားတယ်ငါလိုက်ပို့ပေးပါမယ်လို့ပြောနေပြီးခွေရနဲ့လီရဲ့လက်ကို CIA နဲ့တွဲပြီးလက်ထိတ်နဲ့ချုပ်ပေးလိုက်ကနှိမ့်လက်သာဝယ်ဖို့အတွက်ထွက်သွားပါတယ်။ဒါမဲ့သူထင်တယ်လို့မျိုးဖြစ်မလာပဲသူပြောတဲ့အချိန်မှာတော့လီယိုရော CIA ဝယ်မတရတော့အကြောင်းဒီစောက်တရုတ်ကောင်ကတော့ကွာဆိုပြီးကိန်းစင်းနေလိုက်ရပါတယ်။ဒီအချိန်မှာလီကတော့ CIA တက်လဲနဲ့ကောက်စစ်ဝင်ဟန်ရှိတဲ့နေရာစီကိုခိုးဝင်နေပြီးအဆောက်နေရာမိသွားကဝင်ခွင့်မပေးတာကြောင့် FBI နဲ့တပွဲနှွှဲနေရပါတယ်။ဒီလိုနဲ့သူတပြန်ကိုတပြန်ဆောင်နေကြရင်နောက်ဆုံးမှာတော့လီလေအထက်ကိုမရမကကြော်ဝင်လိုက်ပြီးအထက်မှာရှိနေတဲ့ FBI နေပါထပ်တွေ့တာဒီလိုလူဆိုးထင်နေရကြောင်းနဲ့တိုက်ခိုက်နေကြပြီးကောက်စစ်ဝင်ဟန်အောင်လည်းလုံခြုံတဲ့နေရာမှာနေဖို့အတွက်ပြောလိုက်ရပါတယ်။အဲဒီအချိန်မှာပဲလီယာဘွေပေါက်ကနေအထက်ကိုချောင်းခိုးဝင်လာပြီး FBI ကိုတယောက်ပြီးတယောက်အမောက်သိပ်ပင်နေပါတယ်။နောက်ဆုံးကြတော့မှပဲကောက်စစ်ဝင်ဟန်အောင်တွေ့လိုက်ရကလီယာသူ့နောက်ကျသွားတဲ့အတွက်အရင်ဆုံးတောင်းပန်ပါတယ်။ဒီတော့မှပဲ FBI ကလီယာတခြားသူမဟုတ်ပဲကောက်စစ်ဝင်ဟန်ရဲ့သူဆိုတော့သိသွားကြပြီးတိမနဲ့ခဲမရဖြစ်နေကဟိုဆောက်ယူကာတာဆိုတဲ့ကောင်ကဗမာလဲလို့မေးနေကြပါတယ်။ကာတာကတော့အညာကြီးမင်းရောက်တော့မှဆွဲကိုင်းနဲ့အတူကားကိုတဲရလိုက်ပြီးအထက်ကိုဝင်လာလိုက်ကဝင်ချင်းမနေမဲ့ဟဲ့ကောင်နေမင်းတို့တွေဒီထဲကိုတရုတ်တကောင်ဝင်လာတာကိုတွေ့မိတာလို့မေးနေပါတယ်။ကာတာပြောင်းနေတဲ့အချိန်မှာတော့အကုန်လုံးဟာအရန်ရေးကြီးနေကြတဲ့အချိန်ဖြစ်ပြီးကိုဘာဆက်လို့မလဲဆိုတာကိုတိုင်ပင်နေကြတဲ့အချိန်ဖြစ်ခါခဏကြာမှပဲရုံးခန်းနဲ့ဖုန်းကိုတယောက်ကဖုန်းဆက်လာကစနိုးတွေအကုန်လုံးကအစီအစဉ်ကိုပြင်ဆင်နေကြတဲ့အချိန်မှာပဲခက်တီတီနဲ့ကာတာဖုန်းကောက်ကန်လိုက်ပါတယ်။အဖက်ကဆက်တဲ့သူကတော့တခြားသူမဟုတ်ပဲချင်းချောင်းပေါ်နေမဲ့ဖြစ်နေကကလေးမလေးကိုပြန်လို့ချင်လို့ရှိရင်ဒေါ်လာ50နဲ့လာပြီးရွေးရမယ့်အကြောင်းပြောလိုက်ကပတ်စံတွေကိုလည်းဒေါ်လာ30ကိုတစ်ခါ30ကိုတစ်ခါနဲ့10တန်းကိုတစ်ခါခွဲပြီးတော့ပို့ပေးရမယ့်အကြောင်းပြောနေကကာတာကတော့သူ့ရဲ့ဝစီတိုင်းထုံးစံတိုင်းအာရွှေနေကဒေါ်လာ30ကဘာလို့ဖို့လဲ900ဝယ်စားဖို့လားလို့မေးလိုက်ပြီးတော်ကတော့ဟိတ်ကောင်ငါ့ကိုရှိရှိဝေးတွေပြောပြီးတော့စကားနိုင်မနေနဲ့ကဲလို့ကလေးမလေးသားငါ့ရဲ့လက်ထက်မှာတည်သွားလို့ရှိရင်အဲ့ဒါဆောက်တကားရိုင်းများတွေမင်းကြောင်ပဲဆိုတာကိုမှတ်ထားလို့ပြန်ပြောလိုက်ပါတယ်ချင်းတောင်းရဲ့အဲ့စကားကြောင့်ကာတာလည်းပြပြတဲ့နဲ့ပြန်ချော်လိုက်ရပြီးတားကြီးဟာငါဆတာပါကွာမင်းတို့နဲ့တိုင်ဖြစ်စီရပါမယ်လို့ပြောလိုက်ပြီးဖုန်းချလိုက်ရပါတယ်ဒီထဲမှာတော့ညံကြီးရှင်ကာတာစကားများကြည့်လို့များနေရမဟုတ်ပဲချင်းတောင်းရဲ့ဒီနေရာကိုချီရခံလို့ရအောင်လို့တမင်အချိန်ဆွဲပေးနေရပဲဖြစ်ပါတယ်တဲ့ပဲကာတာရဲ့ဂျေသူကြောင့်ချင်းတောင်းရဲ့နေရာကိုချီရခံလိုက်နိုင်ပြီးအကုန်လုံးကလည်းချင်းတောင်းရှိတဲ့နေရာစီကိုအင်အားအလုံးကြီးနဲ့ချီတက်သွားကြပါတယ်အမေလီကတော့ဝိုင်းရင်ပြီးပဲတခုခုကိုစိတ်ထဲမှာမသိငါဖြစ်နေရကြောင်းအဲ့ဒါကအတင်းဝင်မသွားဖို့တတိပေးနေပြီးဝါတယ်ကတော့ဒီဘောလာကိုခယူမဆိုင်ပဲသူ့ရဲ့အဖွဲ့သားတွေကိုအတင်းဆင်လို့လိုက်ပါတယ်ဒီထင်သားသလိုပဲအထက်ကိုအတင်းဝင်သွားတဲ့သူတွေအကုန်လုံးဘုံစာမိကုန်ကြပြီးအကုန်လုံးနေရာမှာနေအနေစာသဘောနဲ့ကိစ္စချောကုန်ကြပါတယ်အချိန်မှာပဲတနေရာကနေပောက်ကွဲမှုဆောင်ကြည့်နေတဲ့ချင်းထောင်းကိုလီယာတွေ့လိုက်ရပြီးအနောက်ကနေပြေးလိုက်သွားကကာတာလည်းဘူးမတိမသိတဲ့လီယာနောက်ကနေပြေးလိုက်ရပါတယ်တဲ့ပဲလီနဲ့ကာတာတို့ဟာအဖွဲ့နဲ့ကွဲသွားကြပြီးချင်းထောင်းရဲ့နောက်ကိုအတင်းနဲ့ပြေးလိုက်နေကြကချင်းထောင်းဆရာတွေပြုတ်ကြလာတဲ့အရာတစ်ခုကိုအမိရကောက်သိမ်းထားလိုက်ပါတယ်တရားမှာတော့ကာတာရဲ့ကောက်မှုကြောင့်တရားပေါ်တွေပြုတ်ကျသွားကြကချင်းထောင်းကလည်းနောက်ချိန်ပြန်ပြီးသူ့ရဲ့လက်ကနေလွတ်ပြောက်သွားပြန်ပါတယ်နဲ့ပဲကာတာလီရဲ့လက်ထက်ပစ္စည်းလေးကိုကြည့်လိုက်ပြီးဗမန်းတိချာမသိရကြောင်းထောက်သိနိုင်မဲ့ဂျိုဆန်စီကိုထွက်လာလိုက်ကြပါတယ်ဂျိုဆန်ကတော့ဘိုးဘွားတဲ့စတဲ့ချက်တစ်ခုကိုလုပ်နေပြီးကာတာအပြင်ကနေအော်ခေါ်နေရကြောင်းအာရုံပြတ်သွားကကျိုးတစ်ချောင်းမှာပြီးဖြစ်လိုက်မိရကြောင်းစတဲ့ချက်ကလည်းကြာရှုံးသွားရပါတယ်အဲ့လူကြီးတွေကတော့ဂျိုဆန်ကိုအပြစ်တင်နေကြပြီးဂျိုဆန်ကလည်းအာရုံတော်လို့ပါလို့ပြန်ပြီးချေပနေခါကြီးကတော့လက်တွေမှာဘုံဖြုတ်လို့ရှိရင်ဒီထက်ပိုဆိုးပြီးတော့အာရုံကလည်းပိုတော့ရတဲ့အကြောင်းပြောပြလိုက်ပါတယ်တဲ့ကလည်းသူ့ရဲ့စတဲ့ချက်ကြာရှုံးသွားအောင်ကာတာကိုအပြစ်တင်နေပြီးကာတာကလည်းပြန်ပြီးတောင်းမှလိုက်ခါအဲ့ဒီပစ္စည်းလေးကိုထုတ်ပြလိုက်ပါတယ်အဲ့တော့ပစ္စည်းလေးကိုကြည့်လိုက်တာနဲ့နေမယ်ဒါအဝေးထိတ်ကလေးတစ်ခုဖြစ်ကြောင်းနဲ့ပြည့်အတွက်ပဲလို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့ကာတာနဲ့ဒီလိုတွေသိကျင်တာတွေကိုသိလိုက်ရအောင်ဂျိုဆန်ကိုကျေးဇူးတင်ကြောင်းဝိုင်းပြောလိုက်ကြခါတခါရီတော့ဆက်လိုက်ကြရင်နေရာနေပြန်လာလိုက်ကြပါတယ်ညနေကာတာဟာစီဖိုးဆိုရင်တော့သူ့စီမှာအတိတ်တယောက်ရှိကြောင်းပြောလိုက်ပြီးလီယိုအကျဉ်းတော်တစ်ခုစီကိုခေါ်သွားလိုက်ကကလစ်နဲ့ပြန်ပြီးတော့တွေ့ပါတယ်ဒါသူတို့ရထားတဲ့အဝေးတင်ကလေးကိုထုတ်ပြလိုက်ပြီးစီဖိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်ပြီးမေးကြည့်ပါတယ်ကလစ်ကတော့ကာတာကြောင့်သူဟာထောင်ထဲရောက်ခဲ့ရတဲ့အကြောင်းတွေကိုအခဲမကြီးဖြစ်နေပြီးမေးသမျှကိုဘူးတလုံးဆောင်ကပြန်ပြီးလက်ထွက်သွားဖို့လုပ်နေပါတယ်အားကြောင့်လီယာစိတ်မရှိတော့ပဲကလစ်ကိုဝင်တာလိုက်ကမင်းတို့ကိစ္စတွေကိုငါစိတ်ဝင်စားဘူးကွာငါစိတ်ဝင်စားတာသူ့ရဲ့အတောင်းပဲလို့ပြောလိုက်ပြီးစူယောင်းလေးရဲ့ပုံကိုထုတ်ပြလိုက်ပါတယ်ပုံမြင်သွားတဲ့အချိန်မှာတော့ကလစ်ရဲ့တိတတာကြီးမျက်နှာပြတ်သွားလိုက်ရပြီးဟဲ့ကောင်မင်းတခုခုတီးထားတယ်မလားတီးထားတာရှိလို့ရှိရင်ငါ့ကိုပြပြပါဆိုပြီးအတင်းနောက်ဆိုနေပါတယ်ကလစ်ကလည်းအဲ့ကြတော့မှဂျင်ထောင်ဆိုတဲ့သူရဲ့အကြောင်းတော့သူတီးကြောင်းနဲ့ပဲကြဘူးပြီးတခါမှတော့မဆုံးဘူးလို့ပြောလိုက်ကဂျင်ထောင်ရှိနေတဲ့တရုတ်လန်းဟာ66တိုင်ရှိနေရအောင်လမ်းညွှန်ပေးလိုက်ပါတယ်တလက်စားထဲမှာပဲကလစ်ကမင်းတို့တွေသူ့ကိုတွေးလို့ရှိရင်ရအောင်တက်ကြနော်လက်လှိလို့ရှိရင်တော့ तू ကပဲမင်းတို့ကိုပြန်ပြီးတော့တက်သွားလိမ့်မယ်ဆိုပြီးတတိပေးခဲ့ပါတယ်ဒီလိုနဲ့လီနဲ့ကာတာတို့လည်း66ဆိုင်ကိုမနီးမူရနေအခြေအနေတွေကိုစောင့်မြင်ကြည့်နေကြပါတယ်အချိန်တော်ကြာတဲ့အထိအခြေအနေတွေကဘာမှမထူးသေးရကြောင်းလီယာကာတာဖွင့်နေကြတဲ့ချင်းပုဂ္ဂိုလ်ဖွင့်လိုက်ပြီးနှစ်ယောက်သားအတွဲကြီးနေတော့ကနေကြပါတယ်တစ်ဖက်မှာလည်းကောက်စစ်ဝင်ဟန်စီကိုဂျေထောင်းကဖုန်းဆက်လာပြီးဘဆက်အစင်းသေးဖြစ်လို့ရှိရင်66ဆိုင်ရဲ့အနောက်ဘက်ကိုလာဖို့အတွက်ထိန်းဆိုလိုက်ပါတယ်ဒီအချိန်မှာလီနဲ့ကာတာတို့ကလည်း66ဆိုင်ထဲကိုဝင်ဖို့အတွက်လုပ်နေကြပြီးကာတာကတော့သူ့ရဲ့တနက်နဲ့ FBI တစ်စိတ်ကိုလီယိုပေးလိုက်ကဆိုင်ထဲကိုအပြင်ဝင်သွားလိုက်ပါတယ်ဆိုင်ထဲရောက်တာနဲ့ကာတာဟန်အောင်ဆောင်မလို့တော့ပဲဇပွဲတို့မှလီကိုဂျေထောင်းကိုတော့ခေါ်ခိုင်းလိုက်ပြီးအေးအေးဆေးဆေးပဲဇပွဲတို့မှာထိုင်ဆောင်နေလိုက်ပါတယ်ဇပွဲတို့မှလီကလည်းအပေါ်ထက်ကိုတက်သွားပြီးတရားရောက်ကဂျေထောင်းကိုတွေးနေကြောင်းပြပြလိုက်ကဂျေထောင်းကလည်း CCTV နဲ့ဆင်လန်းကြည့်လိုက်ပြီးကာတာကိုမြင်လိုက်ရတာကြောင့်ဘာကိစ္စလဲလို့မေးလိုက်ဖို့အတွက်လောက်ကတာတယောက်ကိုအရှင်ထွက်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲခဏနေဦးဆိုတဲ့အတန်နဲ့တူသောမတ်ကိုတွေ့လိုက်ရပါတယ်
တကယ်တော့ကောင်းစဝေဟန်ရဲ့အနားမှာအမြဲတမ်းရှိနေတဲ့သောမတ်ဆိုတဲ့သူဟာတချို့တယောက်ဖြစ်နေပြီးဂျင်ထောင်တို့ဟာနောက်ကွယ်ကနေကြိုးကန်နေတဲ့သူပဲဖြစ်ပါတယ်သောမတ်ကဆိုင်ထဲကိုလိုက်ဝင်လာတဲ့လီယိုပါထပ်ပြီးတွေ့လိုက်ရတာကြောင့်အဲ့နှစ်ကောင်စလုံးဟာရဲတွေပဲသူတို့ကအသက်ရှင်နေတော့ဒီကနေအပြင်ကိုပြန်ပြီးတော့မထွက်စေနဲ့ဆိုပြီးကလေးမလီယိုတဲ့လက်ရှိနေတဲ့နေရာနဲ့အများဆုံးပြောင်းဖို့အတွက်အမိန့်ပေးလိုက်ပါတယ်အားကြောင့်ပဲစပွဲတို့မလီဟာရင်ရီယိုနဲ့အစိတ်ခတ်လိုက်ပြီးလီယိုသွားတိုက်လိုက်ပါတယ်လီကလည်းဘူးမသိပါမသိနဲ့ရင်ရီယိုတောက်တော့မဲ့အချိန်မှာစပွဲတို့မလီဆွဲထားတဲ့ဆူယောင်လေးရဲ့ဆိုချိုကိုမြင်လိုက်ရကတခုခုမားနေပြီဆိုတော့သိသွားပါတယ်ကာတာကိုလည်းဂျင်ထောင်းရဲ့သူတယောက်ကအပေါ်ဓာတ်ကိုခေါ်သွားလိုက်ပြီးဒါကိုတတိထားမိသွားတဲ့လီကလည်းတိတ်ဆိတ်ပဲအပေါ်ကိုခိုးပြီးလိုက်သွားပါတယ်အပေါ်ထပ်မှာတော့ဆူယောင်ကိုနေရာပြောင်းမလုပ်နေတာကို CCTV နဲ့တစ်စင်ဂျင်ထောင်းကစောင့်ကြည့်နေပြီးကာတာကလည်းအခန်းထဲရောက်လာကကာဖီနာမှာရှိနေတဲ့သောမတ်ကိုအမတ်တမဲ့နဲ့မြင်လိုက်ရပါတယ်ကာတာကတော့အခန်းတစ်ခုလုံးဝှက်ကြည့်လိုက်ပြီးဆရာကြီးထားနဲ့ဂျင်ထောင်းဆိုတာဘယ်ကောင်လဲလို့မေးလိုက်ပါတယ်ကာတာရဲ့အမေတို့တော့ဘယ်သူမှအပြေမပေးကြပဲအကုန်လုံးကဝိုင်းပြီးတော့ကာတာကိုတမနေကြကအများနဲ့တယောက်မလို့ကာတာလည်းမနှဲပြန်ခံနေရပါတယ်ဒီအချိန်မှာဂျင်ထောင်းကကာတာကိုအပြတ်ရှင်းလိုက်ဖို့ကတခါတည်းအမိန့်ပေးလိုက်ပြီးနေရာနဲ့ထွက်ခွာသွားပါတယ်အဲ့ဒီအချိန်မှာပဲစပွဲတို့ကဆော်ထားတဲ့လီဟာနေရာကိုရောက်လာပြီးဂျင်ထောင်းရဲ့သူတွေအကုန်လုံးပြန်ပြီးတမပေးနေကတစ်ဖက်ကသူတွေကလက်တိကျထိုးတဲ့ပွဲမှာတနက်တီပါလာတာကြောင့်ဒီနဲ့ကာတာတို့လည်းနေရာနဲ့မထွက်ပြေးလာလိုက်ရပါတယ်အဲ့ဒီချိန်ကြတော့မှပဲဝိုင်တို့လူစုကလည်းအပြုံရောက်လာကြပြီးတီးတော့လည်းအပြုံထွက်ပြေးလာတဲ့ဒီတို့ကိုတွေ့လိုက်ရတာကြောင့်စိတ်ပဲလက်ပြက်နေသူတို့ရဲ့အစီအစဉ်ပြောသွားပြီးဆိုတော့သိလိုက်ရကဒီတို့ကိုပဲစကားကိုပြန်ခေါ်လာလိုက်ရပါတယ်ဒီတို့လည်းကောင်းစဝေဟန်အိမ်ကိုပြောင်းလာကြပြီးလီယာကောင်းစဝေဟန်နဲ့တော့တိလိုက်ကကုညီဖို့စူးစမ်းနေတဲ့အလွန်နဲ့ကြော်ကြော်တွေဖြစ်ကုန်နေတာကြောင့်ပြန်ပြီးတောင်းပန်နေပါတယ်ကောင်းစဝေဟန်ကတော့အခုမှတော့ဘာမှမတတ်နိုင်တော့ဘူးအားလုံးတော့ကျသွားပြီပဲFBI ကိုပဲယုံကြည်နေလက်လွတ်ရတော့မယ့်အကြောင်းပြောလိုက်ပြီးလီကိုလည်းမကြခင်မှာပဲလီစစ်ကိုပြန်ပို့ပြီးတော့မယ့်အကြောင်းပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကာတာကပါလီယာဝဲလာပြီးဒီဟာတွေအကုန်လုံးဟာလီယာအပြစ်မဟုတ်ကြောင်းနဲ့တကယ်တမ်းမှာတော့လီယာသူတက်နေတယ်လို့အမှုကိုစူးစမ်းပြီးတော့ရှင်းမနေရပါလို့ပြောလိုက်ကကောင်းစဝေဟန်လည်းငါနားလေပါတယ်ကွာအခုမှတော့အကုန်လုံးကနောက်ကျသွားပါပြီလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာဂျင်ထောက်ဆန်နေဖုန်းဝင်လာပြီးကောင်းစဝေဟန်ကခုနကသူ့လူတွေကြောင့်ဖြစ်တဲ့နာတွေဖြစ်သွားရတာပါလို့ပြောလိုက်ပြီးဂျင်ထောက်ကိုပြန်ပြီးတောင်းပန်နေရပါတယ်ဂျင်ထောက်ကတော့ရှားပါတယ်ဗျာမိတ်ဆွေတွေပဲဒီလောက်ကတော့တီးခံပေးရမှာပေါ့ဒါပေမဲ့အခုချိန်နေစားပြီးတော့အလဲလေရနဲ့မရတော့ဘူးတက်80ဖြစ်သွားပြီလို့ပြောလိုက်ကဆူယောင်းရဲ့အသက်ရှင်နေသေးတဲ့အကြောင်းကိုအတန်အောင်ပေးပြီးနောက်ထောက်လိုက်ပြီးချက်ချင်းပဲဖုန်းချပစ်လိုက်ပါတယ်ဒီလိုနဲ့ပဲလီနဲ့ကာတာတို့ကလည်းလမ်းခွဲမဲ့ချောလာခဲ့ကြပြီးနှစ်ယောက်စလုံးအဆင်မကောင်းနေဖြစ်နေကြကလီကတော့ကားလေးတရွေ့ရွေ့နဲ့ပဲလီစစ်ကိုထွက်ခွာခဲ့လိုက်ရပါတယ်တမီးစိတ်နဲ့တော့ရောက်နေတဲ့ကောင်းစစ်ဝေဟန်စီကိုလည်းတော့မဆောက်လာပြီးဘာမှစိတ်မပူလို့တန်းနေသိမ့်ပေးနေပါတယ်အဲ့ဒီအချိန်မှာပဲဂျင်နောက်ချန်နေဖုန်းထပ်ဝင်လာပြီးတရုတ်ကုန်စီတာဖွဲထင်းချုပ်ခန်းထဲမှာပတ်စံနေထားဖို့နဲ့အမားရုံတွေကိုထပ်ပြီးမလုပ်နဲ့လို့ပြောလိုက်ကဖုန်းချသွားပြန်ပါတယ်ကောင်းစစ်ဝေဟန်ကတော့ဘာဆက်လို့မလဲမသိဖြစ်နေပြီးတိုးဝင်နေကပတ်စကတော့အချင်းတွေကိုအကက်ခတ်ပြီးစောင့်ကြည့်နေပါတယ်ကာတာကတော့တနေရာသွားနေနေဂျိုဆန်ရဲ့ဖုန်းကိုဆက်လိုက်ပြီးနောက်ကျလို့ရှိရင်တရုတ်ကုန်စီတာဖွဲကိုလာခဲ့ဖို့တိုက်ပြောလိုက်ကပတ်စံကလည်းသူ့ကိုကာတာရုတ်တရက်ချိန်တာဖို့လို့ကြောက်တောင်ဖြစ်သွားရပါတယ်ပြီးရတယ်အကြံတစ်ခုရှိတဲ့ကာတာလေးစစ်ကိုချက်ချင်းသွားလိုက်ပြီးအလို့သမားရောက်ခန်းဆောင်လိုက်ကတရားထုတ်လို့မရသေးတဲ့အကြောင်းကိုလင်းမြန်းနေတဲ့စင်လင်းမှုကိုသွားပြီးပြောခိုင်းလိုက်ပါတယ်ပြီးရတယ်ကာတာလီရဲ့ဘေးနားမှာဝင်ထိုင်လိုက်ပြီးသူနဲ့အတူတူပြန်လိုက်ခဲ့ဖို့နဲ့မင်းနဲ့ကလည်းပေါင်းပြီးတော့ပဲစူယောင်းလေးကိုအတူတူကြကြတာပေါ့လို့ပြောနေကစိတ်ထက်ကြနေတဲ့နေရာတော့ဖြစ်နေတော့ပါဘူးကွာလို့သာပြောနေပါတယ်ဒါကြောင့်ကာတာကပဲထုံးစံအတိုင်းစကားရတဲ့ဆိုလို့နေပြီးလီရဲ့စစ်ကိုပြန်ပြီးပြောင်းလာလို့ထောက်ပြပေးနေရပါတယ်ကောင်းစဝေဟန်ရဲ့အိမ်မှာလည်းလီရဲ့အကြောင်းကို FBI နေရာဝေဖန်နေကြနေကြပြီးကောင်းစဝေဟန်ကတော့လီရဲ့ကောင်းကြောင်းတွေကိုသာထုတ်ပြောပြီးကာပေးနေပါတယ်အဲ့ဒီအချိန်မှာသောမတ်ကတော့ဟန်ကိုမကျင်တဲ့အကြည့်နဲ့ကြည့်နေပြီးကိစ္စတွေဒီထက်ပိုပြီးရှုံမသွားလို့ဂျင်ထောင်နဲ့ငွေကိုအများဆုံးပေးလိုက်ဖို့အတွက်နာချနေပါတယ်ဒီချိန်မှာပဲကောင်းစစ်ဝေဟန်ကလည်းသောမတ်ရဲ့စကားကိုနောက်ရောက်ပြီးသွားပြီးဂျင်ထောင်ရဲ့အပေးကိုလက်ခံလိုက်ကဂျင်ထောင်ပြောတဲ့အတိုင်းပတ်စံတွေကိုထိထုတ်ခန်းမှာသွားပြီးထားပေးလိုက်ပါတယ်ဒီချိန်မှာလီကတော့ကာတာနဲ့အတူပွဲထဲကိုပြန်ပြီးရောက်လာနေပြီဖြစ်ကလီလိုနဲ့အတူဒိုဆန်မှာတခါတည်းပါလာပါတယ်ကောင်းစစ်ဝေဟန်ကတော့ဖွင့်ပွဲမိကိုစကားပြောဖို့လည်းလုပ်နေပြီးစူယောင်းလေးစိတ်နဲ့ပဲစိတ်တိခိုက်နေရကြောင်းဘာမှစမပြောနိုင်ဖြစ်နေရပါတယ်ဒါကြောင့်သောမတ်ကပဲအချင်းတွေကိုဝင်ထိန်းပြီးနေလိုက်ရပြီးကောင်းစစ်ဝေဟန်စာမိကိုသူကပဲပြောပေးလိုက်ရပါတယ်ကာတာကလည်းသောမတ်ကိုဂျင်ထောင်ရဲ့ဆိုင်မှာတော့တွေ့လိုက်ရကြောင်းလည်းပြောနေပြီးဒီတော့မှပဲလီတို့ကလည်းအချင်းတွေကိုနားလည်သွားကြပါတယ်ဒါကြောင့်ကာတာအဲ့ဘဲယူကရှင်းနိုင်မယ်လို့ပြောလိုက်ပြီးလူချွတ်ထွက်သွားလိုက်ကဒီနေရာအန်နီယံများကြောင့်နဲ့ချစ်တမှုတစ်ခုရထားတာကြောင့်အားလုံးပဲဒီနေရာနဲ့အမေတို့ထွက်သွားပြီးကြပါလို့ပြောလိုက်ပါတယ်ဒါကြောင့်ပွဲလာပရိသတ်တွေလည်းချက်ချင်းပဲနေရာနဲ့ရှူရှူပောက်ခဲ့သွားကြပြီးသောမတ်ကလည်းအချင်းတွေကိုရင်းမိသွားကနေရာနဲ့ကတ်တိုလီပဲဆင်းပြေသွားပါတယ်ဝါရန်တို့ကတော့ဘူးမသိဘာမသိနဲ့ကာတာတို့ပဲပြန်ပြီးဖမ်းဖို့လုပ်နေပါတယ်သောမတ်ကတော့ဘာကောက်တာတစ်ခုမှရွှေ့ပြလာတဲ့ချင်းတော့ရှူသွားလိုက်ပြီးအဝေးတိတ်ကလုတ်ကိုလှမ်းယူနေပါတယ်ဒါဟုတ်လို့သွားကြအောင်သောမတ်ကလည်းဟန်တော်ဆောင်မနေတော့ပဲအဝေးတိတ်ကလုတ်ကိုထုတ်ပြလိုက်ပြီးကောက်ဆက်ဝဲဟန်ရဲ့သမီးကိုအပြင်ကားကြီးပေါ်မှာစီဖိုးတွေထားတာကြောင့်ပြပြလိုက်ပါတယ်တလက်စာထဲမှာပဲသောမတ်ကဒီပါခန်းထဲမှာရှိပစ္စည်းတော်တော်များများတစ်ချိန်လုံးမှာသူ့ရဲ့အပိုင်တွေဖြစ်ခဲ့ကြောင်းနဲ့အမားလေးတစ်ခုကြောင့်နဲ့ပဲအကုန်လုံးကိုဆုံးရှုံးခဲ့တဲ့အကြောင်းပြပြနေကဒီညမှာတော့ဒါတွေအကုန်လုံးကိုပြန်ပြီးရယူလိမ့်မယ်လို့ပြောနေကဂျေထောင်ကလည်းလီယိုတနက်ချိန်ထားလိုက်ပါတယ်ကာတာကတော့အခွင့်အရေးနဲ့အပြုံအပေးထွက်သွားလိုက်ပြီးစူယောင်းလေးရှိနေတဲ့ကောင်တွေ့လိုက်ရတာကြောင့်အဆောက်အဦတက်ခိုင်းလိုက်ကစူယောင်းကိုပြန်ကယ်ဖို့အတွက်လုပ်ပါတယ်အထဲမှာတော့သောမတ်ပြောသလိုပဲဘုံဝဲဆုံနဲ့စူယောင်းလေးကိုတွေ့လိုက်ရတာကြောင့်ကာတာလည်းဘာဆက်လို့မှမသိဖြစ်သွားပါတယ်သောမတ်ကတော့တိုတင်မစ်စင်နာရဲ့ဟဲ့ညာနေရာလဲလာပြီးဖြစ်တာကြောင့်ထွက်ပြေးဖို့အတွက်အဆင်သင့်လုပ်နေပါတယ်အဲ့ဒီမှာပဲဝရုံးသုံးကားနဲ့ကာတာဟာစူယောင်းလေးပါတဲ့ကားနဲ့တူအဆောက်အုံတွေကိုဖျက်ပြီးမောင်းဝင်လာတာကြောင့်အကုန်လုံးတွေဝရုံးသုံးကားဖြစ်ကုန်ကြပြီးအခွင့်အရေးနဲ့လီကလည်းဂျင်ထောင်းအမြတ်တိုက်ခိုက်လိုက်ကဂျင်ထောင်းရဲ့တနက်စာကိုလည်းလူအောင်လို့လက်မတင်နေရှောင်နေရပါတယ်ပြီးရနဲ့ကာတာစူယောင်းလေးရဲ့လက်ကိုဆွဲပြီးကားနဲ့ထွက်ပြေးလာခဲ့ကသောမတ်နာကိုပြေးကလိုက်ပြီးဟိတ်ကောင်ဘုံကိုခွဲခြင်းလို့ရှိရင်အခုပဲခွဲလိုက်တော့လို့ထိုင်ပြောလိုက်ပါတယ်သောမတ်ကလည်းအခုချိန်မှာခွဲလိုက်လို့ရှိရင်တို့မှအသက်မရှင်နိုင်တော့ဆိုတော့တီးသွားတာဘာလို့လို့မှမသိချက်သွားရပါတယ်ဒီချိန်မှာဂျိုစင်ကတော့ကားနောက်ကိုကတ်သွားလိုက်ပြီးလီကိုအချက်ပေးလိုက်ကကျင့်သဘောပေါက်သွားတဲ့လီကတော့စူယောင်းလေးကိုဆွဲခေါ်လိုက်ပြီးကားပေါ်အမြန်ပေးတက်လိုက်ပါတယ်
ဂျင်ထောင်ကလည်းကြံနေတဲ့ကောင်ကိုလက်ထံပြက်ခတ်နေပြီးကာတာကလည်းမနှဲချောင်နေရပါတယ်ကားထဲအရောက်မှာတော့ဂျိုဆန်လေးကဆွေရောရဲ့ဘုံဝင်းကြီးကိုဖြုတ်ပေးဖို့အတွက်လုပ်နေအထက်လူကြီးပြောသလိုပဲတကယ်လည်းတွေ့မှာလေ့ကျင့်တော့အထက်အစာမမသာပုံပြီးခတ်ချောင်းကိုပို့ပြရတဲ့မရှင်မာတွေမဲ့သူ့ကိုတရနဲ့ပြစ်နေတဲ့ချားနေပဲရအောင်ဖြုတ်နေလိုက်ရပါတယ်အဲ့ဒီပြင်လေ့ကျင့်တော့နဲ့ဘာမှမတူအောင်ကြောင့်တိုင်မက်တွေကနောက်ဆုံးမှာတော့လီရဲ့အပိစကားရင်းနဲ့တူဘိုးကိုအောင်မြင်နဲ့ဖြုတ်လိုက်နိုင်ပါတယ်ဒီအချိန်မှာသောမတ်ကတော့ထိချုပ်ခန်းထဲရောက်သွားခဲ့ပြီးဝိုင်တို့အဖက်ကိုလည်းပြတ်တက်ပစ်လိုက်ကပတ်စံတို့ကိုဆွဲပြီးတော့ရဟရင်ရှိအောင်ထွက်သွားလိုက်ပါတယ်ထောင်မြင်လိုက်ရတဲ့လီကလည်းအများကြီးကိုစဉ်းစားမနေတော့ပဲဘုံဝင်းကြီးကိုဝက်လိုက်ပြီးသောမတ်ရဲ့နောက်ကိုပြေးလိုက်သွားပါတယ်အတာနဲ့ဂျိုဆန်တို့ကလည်းကြံနေခဲ့တဲ့ကောင်တွေကိုရှင်းပြနေရပြီးကာတာကတော့ဂျင်ထောင်ရှိနေတဲ့ထိချုပ်ခန်းထဲကိုလည်းသွားလိုက်ကစကလုံးနဲ့အာရုံလွှဲနေပြီးအခွင့်အရေးရနဲ့ဂျင်ထောင်ကိုပြတ်တက်ပစ်လိုက်ပါတယ်တစ်ဖက်မှာလည်းလီနဲ့သောမတ်တို့ကဆင်မီးတဲ့တိုင်ဆောင်နေကြပြီးသောမတ်ကလက်ထဲကပတ်စံတက်တာနဲ့လီကိုရိုက်နှက်နေပါတယ်တနေရာမှာတော့တက်တာပွင့်သွားတာကြောင့်ပတ်စံနေတဲ့ပြန်ကျဲကုန်သောမတ်ကလည်းအချိန်မထင်းနဲ့တော့ပဲအောက်ကိုပြုတ်ကြမလို့ဖြစ်သွားလီကိုဆွဲထားရင်းနဲ့ပဲအပေါ်မှာတွဲလောင်းကြီးဖြစ်နေပါတယ်ကန်ဆိုးကျင်တော့သောမတ်ဆွဲထားမိတာတခြားမဟုတ်ပဲဘိုးဝင်းကြီးဖြစ်နေပြီးမကြခင်မှာပဲအင်ကြီးရပြဲသွားခါသောမတ်လည်းသူ့စိတ်နဲ့သူပဲပြုတ်ကြပြီးသိဆုံးသွားရပါတယ်သောမတ်အလှည့်ပြီးသွားတော့တွဲလောင်းကြီးကြံနေခဲ့တဲ့လီကပဲကာတာကိုလှမ်းပြီးအကူကြီးတောင်းနေလိုက်ရကာတာကလည်းအချိန်ကလေးပဲအပေါ်ကနေပြုတ်ကြလာတဲ့လီကိုအနားမှာရှိနေလိုက်ကိုင်းနဲ့ဖမ်းပေးလိုက်ရပါတယ်ဒီလိုနဲ့လီလည်းဘေးကကင်းနဲ့အောက်ကိုပြောင်းလာခဲ့ပြီးကျေးဇူးတင်တာတားရဆိုပြီးကာတာကိုကောင်းနှမ်းပစ်လိုက်ပါတယ်ကာတာကတော့ရှက်ရဲနေရနေပြီးချက်ချင်းပဲလီကိုတိုးပစ်လိုက်ကာမင်းကဘာလို့လာလဲကွာဆိုပြီးလီကလည်းငါကျေးဇူးတင်တာပါလို့ပြောလိုက်ရပါတယ်ကိစ္စတွေပြီးသွားတယ်လီယာကောက်စစ်ဝဟန်နဲ့တော့တိတ်လိုက်ပြီးကောက်စစ်ဝဟန်ကလည်းသူတို့မှလည်းသူတို့ကိုကူညီခဲ့ရကြောင်းလီကိုကျေးဇူးတွေတင်နေပါတယ်အဲ့ဒီအချိန်မှာပဲဆွေရောင်းလေးနဲ့ပြောင်းလာပြီးတားဖိုက်အလွမ်းတိုင်နေကြပါတယ်ပြီးရနဲ့ဆွေရောင်းကလီကိုပိတ်ထိုးပစ်လိုက်ပြီးဘာဖြစ်လို့အဲ့တော့ကြာနေရလဲလို့ရန်ရှာနေခါလီကတော့အခုမှဘေးမစီရမခါနဲ့သူတို့ရှီကိုပြောင်းလာတဲ့စနေသမီးလေးရန်ရှာတာကိုသဘောတွေကြာနေပါတယ်နောက်တစ်ရက်မှာတော့လီနဲ့ကာတာတို့ကလီရင်တစ်ခုပေါ်မှာအတူတူရှိနေကြပြီးအကြောင်းကတော့ကာတာပေါ်တင်တောင်ပြောပေမဲ့လီကိုမခွဲချင်တာကြောင့်သူရထားတဲ့အားလက်ရလေးကိုလီရဲ့ဟောက်ကောင်မှာလိုက်ပြီးတော့ကုံဆုံးမှုအတွက်သဘောတူလက်တာဖြစ်ကာနှစ်ကောင်သားလည်းဟောင်ကောင်ပြန်သွားကြရင်ရုရှားဝါဝမ်လည်းဆက်သိမ်းသွားပါတယ်